ဆရာဝိုင်းဆိုလားစားတော့မှဆိုဟုတ်ဖျားရင်ရှင်ကိုအောင်ကျွန်တော်နမောတတ္ထာဘဂဝါတောအရဟံတောသမ္မာသမ္ဗုဒ္ဓတ္တသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တာဘဂဝါတောအရဟံတောတောအရသမ္ဟမာံသမ္တောဗုဒ္သမ္ဓမာတ္တသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝါတောအရဟံတောသမ္မာသမ္ဗုဒ္ဓတ္တဟုတ်ပါနော်အဲ့တော့ဒါကျွန်တော်တို့ဘာတွေပြီးသွားတာတုံးဆိုတော့တတ္တဝါတွေကိုမေတ္တာပို့တဲ့နေရာမှာနှစ်အုပ်စုခွဲပြီးတော့မှမေတ္တာပို့တာရယ်သုံးအုပ်စုခွဲပြီးတော့မှမေတ္တာပို့တာရယ်ကိုပြီးသွားတာနော်အဲ့တော့ဒါကမင်းကွန်းဆရာတော်ဘုရားကြီးရယ်ဒါဘာလို့ဆိုတော့မေတ္တာတုတ်လားဒါအမျှဝေနည်းမေတ္တာပို့နည်းပေါ့နော်ဒီဟာလေးတွေရဲ့ဟာတွေကိုနောက်ွယ်ဟာတွေအကုန်လုံးသိရမယ်နော်ဒီမေတ္တာပို့လေးကိုယူပြီးဆိုရင်ဒါတွေအကုန်လုံးသိရမယ်နော်အဲ့တော့ဒါလေးနည်းနည်းလေးပြန်ပြီးတော့ကြည့်အောင်နော်ပြန်ပြီးစာနှုတ်ရတဲ့သဘောပေါ့နော်တပ်ပေနော်တပ်ပေဆိုတာအလုံးစုံတော့အားလုံးတော့ပြောတာနော်အဲ့ဒါနှစ်အုပ်စုကိုကျွန်တော်တို့နှစ်ခုခွဲမယ်ဆိုတော့ဒါလေးခုခွဲမယ်နော်နှစ်အုပ်စုဆိုတော့တတရဲ့ထာဝရရဲ့နော်တတဝါထာဝရဝါလေနော်အဲ့တော့တတဆိုတာကကြောက်တတ်တဲ့ပုံကိုယ်ကြီးနော်ဘယ်လိုပုံကိုယ်ကြီးတုံးဆိုတော့ဒါပုထုဇဉ်ပုံကိုယ်ကြီးပေါ့နော်ဒါပုထုဇဉ်ပုံကိုယ်ကြီးနဲ့တိခပုံကိုယ်ကြီးနော်ဒီစကားလုံးလေးလည်းမှတ်ထားပေးအောင်နော်တိခဆိုတာကရောက်တော့ဒါအဘိဓမ္မာစကားလုံးပဲเนาะတိခဆိုတာကဘာလို့ဆိုတော့ဒါချင့်ကြံနေတဲ့ပုံကိုယ်တွေပြောချင်တာတော့လမ်းကြောင်းပေါ်ကိုရောက်နေတဲ့ပုံကိုယ်တွေเนาะအဲ့တော့ပုထုဇဉ်ပုံကိုယ်ဆိုတာလမ်းကြောင်းပေါ်ကိုမရောက်သေးတာပြောရမယ်ဆိုရင်လေเนาะပုထုဇဉ်ဆိုတာကချင့်ကြံနေတာလည်းမဟုတ်သေးဘူးလမ်းကြောင်းတွေလည်းအမှားကြီးဖြစ်နိုင်သေးတယ်ကိုလှုပ်ချင်အောင်လုပ်နေတဲ့ပုံကိုယ်တွေကိုပုထုဇဉ်လို့ပြောချင်တာเนาะနိဗ္ဗာန်လမ်းကြောင်းပေါ်ကိုရောက်ပြီးတော့မှလမ်းကြောင်းပေါ်ကိုရှောင်နေတဲ့ပုံကိုယ်ဘာလို့ခေါ်အောင်ဆိုတော့တိခပုံကိုယ်လို့ခေါ်တာเนาะအဲ့ဒါတိခပုံကိုယ်ဘယ်နှမျိုးရှိအောင်ဆိုရင်တော့เนาะဒါအကျဉ်းမြင်ပြောရင်တော့၃မျိုးပေါ့နော်တက္ကရာသောတာပန်ရဲ့တက္ကရာအရဟံရဲ့အနာဂံရဲ့ဒီ၃မျိုးဒီဒါတိခပုဂ္ဂိုလ်နော်အတိခပုဂ္ဂိုလ်လုံးဝကိုကျင့်စဉ်နေပြီးဆုံးသွားပြီဘာမှဟိုလိုပေါ့နော်ကျင့်စရာမရှိတော့ဘူးလွတ်မြောက်သွားတဲ့ပုဂ္ဂိုလ်မကြောက်တတ်တဲ့ပုဂ္ဂိုလ်ရောက်တော့ဘာလို့ခေါ်တာအောင်ဆိုရတော့အတိခပုဂ္ဂိုလ်ယဟန္တာလို့ခေါ်တာရတယ်နော်အဲ့တော့ဒါဒီနံပါတ်1တတရဲ့ထာဝရရဲ့နံပါတ်2ကဘာလို့ဆိုတော့ဒိဋ္ဌရဲ့အဒိဋ္ဌရဲ့ဒိဋ္ဌဆိုတာမြင်ဘူးတဲ့နော်ကိုမြင်ဘူးတဲ့ပုံကိုယ်တွေကိုရှိမှရှိနေတဲ့ပုံကိုယ်တွေကိုဒိဋ္ဌလို့ခေါ်တယ်အဒိဋ္ဌဆိုတော့ဒါမမြင်ဘူးတဲ့နော်30ဘုံကပုံကိုယ်တွေနော်ကိုယ်နဲ့မသိဘူးတဲ့မမြင်ဘူးတဲ့သူတွေကိုအဒိဋ္ဌလို့ခေါ်တယ်ပြီးရဆိုရင်ဒူတွေနဲ့ဘာလို့ဆိုတော့အဝိဒူတွေပေါ့နော်ဒူတွေဆိုတာကအဝေးနော်အဝေးမှာရောက်နေတဲ့သူတွေအဝိဒူဆိုတာအနီးပေါ့နော်အနီးမှာရောက်နေတဲ့ပုံကိုယ်တွေကိုပြောချင်တာနောက်တစ်ခုကတော့ဘူတရဲ့တံပဝေတီရဲ့နော်ဘူတနဲ့တံပဝေတီကတော့အဓိပ္ပာယ်2မျိုးရှိတယ်ပထမအဓိပ္ပာယ်ကတော့ဘူတဆိုတာကရောက်တော့ဘာပြောချင်တာဆိုတော့ဒါဖွင့်ဖွင့်ဖြိုးဖြိုးနဲ့ခန္ဓာကိုယ်ပြည့်ပြည့်စုံစုံဖြစ်နေတဲ့ပုံကိုဘူတလို့ပြောတာနော်တံပဝေတီဆိုတာရောက်တော့လုံးဝကိုဘာဖြစ်တာဆိုတော့ဖွင့်ဖွင့်ဟိုပါပေါ့နော်မဖွင့်မဖြိုးသေးတဲ့ပုံကိုယ်တွေနော်အမေဝမ်ဘိုက်ထဲမှာရှိနေတဲ့အချိန်အားတို့ဘာလို့ဖြစ်နေတဲ့ပုံကိုယ်တွေကိုခေါ်တာနော်အဲ့ဒါကိုတံပဝေတီလို့ခေါ်တာနော်နောက်ထပ်အဓိပ္ပာယ်တစ်မျိုးကရောက်တော့ဘာလို့ဆိုတော့နော်ဘူတဆိုတာယဟန္တာကိုပြောချင်တာနော်ဘူတဆိုတာကယဟန္တာကိုပြောချင်တာတမ္ပဝိတ္တိဆိုတာအရောက်တော့ယဟန္တာမဖြစ်သေးတဲ့ပုထုဇဉ်ပုဂ္ဂိုလ်တိခပုဂ္ဂိုလ်ကိုပြောချင်တာပေါ့နော်အဲဆိုရင်ကျွန်တော်တို့နှစ်အုပ်စုခွဲပြီးတော့မှပို့တာဒီ၄မျိုးပေါ့နော်၄အုပ်စုပေါ့နော်၄အုပ်စုဖြစ်သွားတယ်နောက်ထပ်တစ်ခုကတော့ဘာလို့ဆိုတော့၃အုပ်စုခွဲမယ်နော်၃အုပ်စုခွဲမယ်ဆိုရင်ဒီဃရဲ့ရတ္တကရဲ့မေဇိမာရဲ့နော်ဒီဃရတ္တကမေဇိမာဆိုရတော့ဒီဃဆိုတာကရှည်လျားတဲ့ပုဂ္ဂိုလ်နော်ရတ္တကဆိုတာအရောက်တော့တူတဲ့ပုဂ္ဂိုလ်မေဇိမာတော့လေလက်မဟာနာရဲ့နော်အနုကရဲ့ဘာလို့ဆိုတော့မေဇိမာရဲ့ဒါလည်းအတူတူပဲမဟာနာဆိုတာကြီးမားတာအနုကဆိုတော့သေးတာပေါ့နော်ကြီးတာသေးတယ်ကြီးငယ်လက်ပေါ့နော်ကြီးငယ်အလက်၃ရက်ခန္ဓာပေါ့နော်အဲ့ဒါကိုပြောချင်တာနောက်တစ်ခုကတော့ထူလနော်ထူလဆိုတာကအတူတူပါပဲကြီးတာကိုပြောချင်တာပဲဒါကိုစုတယ်လို့ပြောချင်လိုက်တာနော်ထူလရဲ့အနုကရဲ့မေဇိမာရဲ့ပေါ့နော်အဲ့တော့ဒါစုကြုံလက်ဆိုပြီးတော့မှပြောလိုက်တာညမနော်အဲ့တော့၃အုပ်စုခွဲပြီးတော့မှမေတ္တာပို့တဲ့နည်းဒီဒါပါတော့တော့သုံးအုပ်စုခွဲပြီးတော့မှမေတ္တာပို့တဲ့နည်းဒီနော်ဒီဥစ္စာပဲနော်ရှေတူအလက်ရဲ့ကြီးငယ်အလက်ရဲ့သုံးဘွားရဲ့ပေါ့နော်ကြီးငယ်အလက်ရဲ့စုကြုံလက်ရဲ့ပေါ့နော်ဒါလေးကိုပြောလိုက်တာညာနော်အဲ့တော့နောက်ဆုံးလူအချင်းချင်းလက်ပတ်ရှင်ကြည့်ချင်းကြပါစေဆိုတာအဲ့တော့ဘာကိုပြောချင်တာလဲဆိုတော့
နာဘရောပရံလေနော်ဟာဘရောပရံနေကုတ်ပိထနော်နာတိမိညေထကဒါစီနာကိဉ္စီဆိုတာတော့အထင်သေးချင်းရှင်းရှင်းကင်းကြပါစေပေါ့နော်ပြီးရဆိုရင်ဗျာရောတနံပဋိကတင်ဉဏ်လေနော်ဘာရောတနံပဋိကတင်ဉဏ်နေညက်မင်းနဲ့တာဒုက္ခမိတ်ဆေယဆိုတာဆင်းရဲလူချင်းချင်းချင်းကင်းရှင်းကြပါစေဆိုတာကိုပြောတာပေါ့နော်ဟုတ်ရလားမသိနော်ဟုတ်ဗျာညမယ်နော်ဒီမေတ္တာပုတ်လေးကိုတွေ့ပြီဆိုရင်ဒါကျွန်တော်တို့ကဒီလိုနော်နှစ်အုပ်စုခွဲတယ်သုံးအုပ်စုခွဲတယ်ဆိုတာကိုသိရမယ်ပေါ့နော်မေတ္တာတုတ်ရွတ်ပြီဆိုရင်လည်းဒီစကားလုံးလေးတွေတွေ့ပြီဆိုရင်ကျွန်တော်တို့လေနော်ဒိဋ္ဌာနော်ဒိဋ္ဌာဝါယေဝအာဒိဋ္ဌာနော်ဒါဆိုရင်မြဲမမြဲအနော်ပြီးရဆိုရင်ယေဝဒုတွေဝတ္တန္တိအာဝိဒူတွေเนาะဒါဆိုရင်လေဒူတွေနဲ့အာဝိဒူတွေเนาะနီနေဝေနေနှစ်ထွေပေါ့เนาะဘူတာဝတမ္ပဝေတိကွာဆိုရင်ဘူတာတို့တမ္ပဝေတိတို့ဆိုတာဘာလဲเนาะပြီးပြီဆိုရင်เนาะပြီးဆိုရင်ဘာလို့ဆိုတော့ဒီကားတို့ရတကတို့ဆိုတာဘာလဲပေါ့เนาะထူလာတို့အနုကထူလာတို့เนาะအဲ့လိုဟာကဘာလဲဆိုတာကိုလေးကိုနည်းနည်းမြင်အောင်ဟိုပါပေါ့เนาะမြင်အောင်ပဲဆိုရင်တော့ဒါအဓိပ္ပာယ်လေးသိပြီးတော့မှအများကြီးကြိုးရှိမယ်ပေါ့เนาะညာနော်အဲဆိုနောက်ထပ်ဒီနေ့ဆက်သွားလိုက်မယ်နော်ကဲဟုတ်ပါပြီအဲ့တော့ဒါခုနေ့ကတော့တရားလေးတော့ပြောလိုက်တယ်နော်115မှာနော်အစာမျက်နှာ115မှာဘာလို့လဲဆိုတော့ဒါဟိုဟာကိုပြောချင်တာပဲเนาะဒါဒီနေ့ခေတ်မှာကเนาะဒါတနိုင်ငံနဲ့တနိုင်ငံကဘာကြီးကလည်းမငြိမ်းချမ်းတော့ဘူးเนาะမြန်မာကလည်းမငြိမ်းချမ်းတော့ဘူးเนาะအဲ့တော့ဘာလို့မငြိမ်းချမ်းတော့ဆိုတော့မေတ္တာတရားကြီးခေါင်းပါလာလို့เนาะဒါကိုယ်နဲ့သူနဲ့မေတ္တာမထားနိုင်တော့ဘူးမေတ္တာမထားနိုင်တော့ဘူးဆိုရင်သူ့ရဲ့ပြောင်းနေဘာကြီးထားလာအောင်ဆိုတော့ဒေါသကြီးထားလာတာဒေါသကြီးထားလာတဲ့အတွက်ကြောင့်မလို့ဗာလေးတို့တုံးဆိုတော့เนาะသူမကျေနပ်ကိုမကျေနပ်เนาะမေတ္တာနဲ့မဆက်ဆံတဲ့အတွက်ကြောင့်မလို့ဘာဖြစ်လာတော့ဆိုတော့မကျေနပ်ချက်တွေများလာတယ်เนาะပြီးပြီဆိုရင်နော်ဒါတိုက်ခိုက်မှုတွေစော်ကားမှုတွေပုတ်ခတ်မှုတွေရှေ့ဟိုင်းနဲ့ပြောင်းပြန်ပေါ့လူဝချင်းချင်းလှက်ပတ်ချင်းကင်းရှင်းကြပါစေလို့ဆိုတာကိုလှက်ပတ်ချင်းတွေဖြစ်လာကြတယ်နော်မယိုးသားမှုတွေဖြစ်လာကြတယ်နော်ပြီးရဆိုရင်တဦးရဲ့ဒုက္ခကိုဘာလို့ဆိုတော့တဦးကလူလာတာလေနော်တဦးရဲ့ဒုက္ခတဦးဒုက္ခရောက်သွားရင်ဘာဖြစ်လို့ဆိုတော့ကိုယ်စိတ်ထဲမှာလိုက်လိုက်လဲလဲကိုဘာဖြစ်ကြအောင်ဆိုတော့ပျော်ကြတာနော်ပျော်ကြတယ်ဒါဒီမကောင်းတဲ့နော်ပြောချင်တာတော့သူနဲ့ကိုယ်နဲ့ဘလောက်ရန်စားရှိပြောချင်တာကသူဒုက္ခရောက်သွားပြီသူဆင်းရဲသွားပြီနော်သူတေးချေပျက်စီးသွားပြီဆိုရင်ဒါတွေဒီနော်ဝမ်းသာရမှာမဟုတ်ဘူးနော်ဝမ်းသာရမှာလို့ပြီးပြီဆိုရင်လေနော်ကိုရှိမှာပျော်ရွှင်တာတွေလို့မဖြစ်ရဘူးသူဒုက္ခရောက်နေတယ်သူဟိုဟာဖြစ်နေတယ်ပေါ့နော်ဒါဆင်းရဲဒုက္ခကြုံနေတယ်ဆိုရင်ကိုယ့်ရဲ့တဏ္ဍာမှာဒါကရုဏာဖြစ်ရမှာပေါ့နော်ကရုဏာဖြစ်ရမယ်ကုညီတဲ့စိတ်ရှိရမယ်ဒါမှသာနေတာသူတော်ကောင်းစိတ်တဲ့အဲ့လိုမဟုတ်ဘဲနဲ့ကိုယ်နဲ့မတည့်တဲ့သူတရားနော်တည်သွားပြီဟာပျက်စီးသွားပြီဆုံးရှုံးသွားပြီဆိုရင်နော်ကိုကနော်ရင်ထဲနှလုံးထဲကနေရန်အောင်မှပီတိတွေဖြစ်နေရဆိုရင်ဒါကသူတော်ကောင်းမဟုတ်သေးဘူးနော်ဒါသူတော်ကောင်းတွေရဲ့လက္ခဏာမဟုတ်ဘူးနော်သူယုံမာတွေရဲ့လက္ခဏာဆိုတာကိုသိရမယ်အဲ့တော့ကဘာကြီးမှာမငြိမ်းချမ်းဘူးနော်မြန်မာမှာမငြိမ်းချမ်းဘူးဆိုတာကဒီတရားတွေဘာဖြစ်နေလို့လဲဆိုတော့ခေါင်းပါနေလို့ပေါ့နော်အဲ့တော့အချမ်းဖတ်ဝါဒဆိုတဲ့ terrorism ပေါ့နော်ဒါအကျန်းဖတ်တယ်နော်ဒါအကျန်းဖတ်တယ်ဆိုမှတော့ဒါကဘာဖြစ်သွားအောင်ဆိုခုနတရားတွေပျောက်ဆုံးသွားတာပဲသူတို့ရဲ့ရင်ထဲမှာလေခုနပြောတဲ့တဦးအပေါ်တဦးမေတ္တာထားမယ်တဦးရဲ့အကျိုးစီးပွားကိုလိုလားတယ်ဆိုတာမရှိတော့ဘူးเนาะတေလီကောင်းလီပေါ့ဟောကိုနဲ့မတည့်တဲ့သူတေလီကောင်းလီเนาะအဲ့လိုစိတ်ဓာတ်တွေဖြစ်လာပြီဆိုရင်တော့သိကြတယ်เนาะဘာဖြစ်မှာဆိုတော့အဲ့လိုအကြံဖတ်ဝါဒကြီးဖြစ်လာပြီဆိုရင်တော့ပြောချင်တာတော့ဒါကောင်းတာလုပ်တဲ့သူတွေရောမကောင်းတာလုပ်တဲ့သူတွေရောခံရမှာเนาะအဲ့ဒါတော့ဒါဘာလို့လဲဆိုတော့ဟာအဲ့ဆိုရင်ကိုကကုသိုလ်ကောင်းမှုလုပ်နေတယ်ကုသိုလ်ကောင်းမှုလုပ်နေတယ်ဆိုရင်ဒါတွေကလွတ်ပါမလားဆိုတော့ပြောနေတာတော့ကဘာကြီးမှာရှိတယ်တန်တရားထဲမှာနေတဲ့အတွက်ကြောင့်မလို့ဒါတွေဒီဘာလို့ဆိုတော့တန်တရားထဲမှာနေတဲ့ဝိဒုက္ခကိုခံကြရတာအဲ့တော့ပြောချင်တာတော့ဒီလိုလူတွေအများကြီးရှိလာတဲ့အတွက်ကြောင့်မလို့ဘာဖြစ်လာအောင်ဆိုတော့ကဘာကြီးဒီပို့ပြီးတော့မှပူနွေးလာတယ်ပို့ပြီးတော့မှဘာဖြစ်လာအောင်ဆိုတော့နာမကျန်းဖြစ်လာတယ်နာမကျန်းဖြစ်လာတဲ့အတွက်ကြောင့်မလို့ကဘာပေါ်မှာနေတဲ့ကုသိုလ်ရှိတဲ့သူပဲဖြစ်ဖြစ်သူတော်ကောင်းဖြစ်ဖြစ်သူယုံမှာဖြစ်ဖြစ်ဘာလို့ကြအောင်ဆိုတော့ခံကြရတာလေစီးပွားရေးဆိုလဲစဉ်းစားကြည့်လိုက်လေစီးပွားရေးတွေတောင်းကျမ်းတဲ့သူတွေများတဲ့အတွက်ကြောင့်မလို့ပတ်ဝန်းကျင်တွေပျက်စီးတယ်နော်တယံဇာတာတွေဆုံးရှုံးတယ်ပြီးပြီဆိုရင်ဒါဘာလို့ဆိုတော့စားနပ်ရိက္ခာတွေဆုံးရှုံးတယ်ပေါ့နော်ပြီးပြီဆိုရင်ဒါမကောင်းတဲ့ဟိုဟာတွေကိုစိုက်ပျိုးလာတယ်ဓာတုဆေးဝါးတွေများလာတယ်ဒါတွေဖြစ်လာတာနဲ့အမျှဘာဖြစ်တုံးဆိုတော့ခံရတော့ရောက်တော့ဘာနဲ့ခံရအောင်ဆိုတော့သူတော်ကောင်းဖြစ်ဖြစ်သူတော်မှာဖြစ်ဖြစ်နှစ်ယောက်ဟိုလေကဘာပေါ်မှာရှိတဲ့နော်တတ္တဝါတိုင်းဒီဘာဖြစ်ကြအောင်ဆိုတော့ခံကြရတာဒါမြတ်စွာဘုရားဟောတဲ့ထဲမှာလည်းပါတယ်ပေါ့နော်ဘာလို့ဆိုတော့တန်တရားရဲ့ဘာလို့ဆိုတော့ဝိဒုက္ခတွေပြောချင်တာတော့သူတော်ကောင်းတွေကတော့မှန်တယ်သူတော်ကောင်းတွေဒီကောင်းတဲ့လုပ်တွေကိုလုပ်တယ်လုပ်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ကုသိုလ်ကံနဲ့ဒါဘာဖြစ်တာအောင်ဆိုတော့တချို့နေရာတွေမှာဘာလို့ဆိုများသောအားဖြင့်ကတော့ကောင်းကျိုးချမ်းသာတွေကိုရတယ်ဒါပေမဲ့လို့ကဘာနဲ့ရှီပြီးတော့မှတန်တရားနဲ့ရှီပြီးတော့မှပြောမယ်ဆိုရင်တော့
ကဘာကိုဖျက်ဆီးနေတာပေါ့နော်တန်တရားဟိုဒုက္ခရောက်နေအောင်လုပ်နေတဲ့သူတွေကဘယ်လိုတွေလဲဆိုတော့သူယုံပါလေမကောင်းတဲ့သူတွေလုပ်တဲ့အတွက်ကြောင့်မလို့တဘာဝဘေးတွေဖြစ်တယ်ပြီးဆိုရင်ဒါကဘာကြီးမငြိမ်းချမ်းမှုဖြစ်ပြီးဆိုရင်တော့ဘယ်သူတွေပါရောပြီးခံရတာအောင်ဆိုတော့သူတော်ကောင်းတွေပါရောပြီးတော့မှခံရတာဘာလို့လဲဆိုတော့တန်တရားထဲမှာကျင်လဲနေတဲ့အတွက်ကြောင့်မလို့ဒါတန်တရားမှာနေတဲ့အတွက်ကြောင့်မလို့တန်တရားရဲ့ဒုက္ခလို့ပြောချင်တာဒါကြောင့်မလို့လေနော်ဒီဘက်ကံကမငြိမ်းချမ်းဘူးဆိုတာဒါကိုပြောချင်တာကိုယ့်အကိုကုသိုလ်တွေအများကြီးလှုပ်ထားအောင်တော့မှနော်အခက်မတင်ဘူးဆိုရင်နော်ဒါကငလင်ဘေးတွေနော်ဒီမုံတိုင်းဘေးတွေတဘာဝဘေးတွေနဲ့ကြုံပြီးဆိုရင်သူတော်ကောင်းတွေဒီကုသိုလ်လှုပ်ထားတာဖြစ်ပေမဲ့လို့လည်းဘာဖြစ်နိုင်လို့ဆိုတော့ကတ်တွေဘေးစုတွေထဲမှာပါသွားနိုင်တယ်ဆိုတာကိုပြောတာပေါ့နော်အဲ့တော့ဒီဘက်ကံဆိုတာကအဲ့ဒါကြောင့်မငြိမ်းချမ်းတာနော်ဒီဘက်ကန်းဆိုတာမငြင်းချမ်းဘူးဟိုဘက်ကန်းဆိုတာကငြင်းချမ်းတယ်ဟိုဘက်ကန်းဆိုတာကနိဗ္ဗာန်ကိုပြောချင်တာဒီဘက်ကန်းဆိုတာအဲ့တော့ဒီတန်တရားကြီးထဲမှာနေမယ်ဆိုရင်တော့နော်ကုသိုလ်တွေဘလောက်လှုပ်ထားခုနကပြောတဲ့ဘေးစုတွေကတ်ဆိုးတွေနဲ့ကြုံနိုင်တယ်ဆိုတာကိုပြောတာပေါ့ညာနော်အဲ့တော့ဒီနေ့ပြောတဲ့အကျမ်းဖတ်ဝါဒတွေကဘာလို့ပေါ်လာအောင်ဆိုတော့မေတ္တာတရားခန့်ချောက်လာလို့နော်မေတ္တာတရားခန့်ချောက်လာရင်ကိုယ်တဏ္ဍာမှာခံချောက်တာနဲ့တပြိုင်နက်တည်းနော်ပြင်ပဗဟိတလို့ခေါ်တယ်ဗဟိတဆိုတာအပြင်ဘက်ကိုပြောတာအစ္စတဆိုတာကဘာအောင်ဆိုတော့အတွင်းထဲကိုပြောတာကိုနံပါတ်1စတာတော့အတွင်းထဲကစတာနော်ဒါငါဒီသူများကိုကျူးကျော်လိုက်ခြင်းနဲ့နော်ကိုဟာကိုနော်ကိုဟာကိုမပေးခြင်းဘူးသူများဟာကိုပို့ပြီးလိုချင်တယ်ဆိုတဲ့အစ္စတဆိုတဲ့အတွင်းတဏ္ဍာကနေစပြီးတော့မှတနိုင်ငံစစ်တွေဖြစ်လာတယ်နော်အကျန်းတွေဖတ်လာတယ်ဆိုတာကိုပြောချင်တာညာနော်အဲ့တော့တစ်ငါးလေးကိုပူဇော်ပေးပါအောင်တမျက်နှာလုံးပေါ့နော်ကဲဒေါ်ကြီးအစားလိုက်ပါ115အေးမုံတီလို့ပဲစာရတယ်ပြီးတော့ဟုတ်မုံတီလို့ပဲဖြစ်စေတဲ့ဘာကြောင့်ပဲဖြစ်စေတဲ့တယောက်နဲ့တယောက်ဒုက္ခဖြစ်အောင်မလုပ်ကြစေနဲ့တဲ့တယောက်ရဲ့ဆင်းရဲမှုကိုတဲ့တယောက်ကမလိုလားမိကြပါစေနဲ့လို့တဲ့တရားတွေအပေါ်မှာတဲ့မေတ္တာထားရမှာနော်တဲ့အခုခေတ်မှာအကျမ်းဖဲဝါဒဆိုတာတဲ့ပေါ်လာတယ်တဲ့အကျမ်းဖဲဝါဒဆိုတာလူတွေဒုက္ခရောက်အောင်လုပ်တဲ့ဝါဒပဲလေတဲ့ဘယ်သူသေးဆိုပြီးတဲ့လောက်ကြတာတွေတဲ့အင်မတန်မှကြောက်စရာကောင်းတယ်တဲ့အဲ့ဒါတဲ့မေတ္တာခန့်ချောက်လာတဲ့အဓိပ္ပာယ်ကိုပြောနေတာတဲ့ကဘာကြီးပူနွေးလာတာတဲ့လူတွေကသိကြတာတဲ့မေတ္တာခန့်လာတာတိတ်မသိကြဘူးနော်တဲ့မသိတတိမထားကြဘူးတဲ့လူတွေရဲ့တဏ္ဍာမှာရှိတဲ့မေတ္တာတွေဟာတဲ့ခန်းချောက်လာလို့ရင်ထဲနှလုံးထဲမှာတဲ့ပူနွေးလာတာကိုတဲ့တတိထားဖို့လိုအပ်တယ်ပေါ့တဲ့ဗဟိတလောကကဘာကြီးပူနွေးနေတာကိုတဲ့ဆွေးနွေးဖြည့်ရှင်းဖို့လုံနေကြတယ်တဲ့ရင်ထဲကပူနေတာတော့တဲ့ဘယ်သူမှမဆွေးနွေးဘူးတဲ့ရင်ထဲပူနွေးနေတာတဲ့ပူဆိုးတယ်တဲ့အေးချမ်းအောင်လုပ်ရမယ်တဲ့ဒါကြောင့်မို့ဒီလိုမေတ္တာစိတ်ဓာတ်တွေကိုယ်တဏ္ဍာမှာဖြစ်ပေါ်စေရမယ်လို့မြတ်စွာဘုရားဟောတယ်တဲ့မေတ္တာတုတ်ရဲ့အဓိပ္ပာယ်ကတဲ့အင်မတန်မှကောင်းတယ်ရွတ်တဲ့အခါမှာတဲ့ဒီအဓိပ္ပာယ်လေးတွေကိုဆင်ញင်စဉ်းစားပြီးရွတ်ရမယ်တဲ့ပြီးတော့ကိုယ်တိုင်ကျင့်သုံးမှုပြုရမယ်ပထမသိအောင်လုပ်တယ်နောက်ကျင့်သုံးရမယ်ပေါ့တဲ့ဟုတ်ကဲ့ဟုတ်ရပြီနော်ဟုတ်ကျေးဇူးပါနော်အဲ့ဒါအရင်လက်ချခဲ့ရဒီထိပြီးသွားတာပေါ့နော်ဒီနေ့116ကနေစမယ်ပေါ့နော်အဲ့တော့လူစုံလုံးပြောလိုက်ပါအောင်မယ်အဲ့တော့ဟိုဟာလေးထွက်ပြီနော်ဟိုဟာလေဆောင်းဝဲဖြေရမယ်ခုံနံပါတ်တွေလည်းထွက်ပြီနော်ဆောင်းဝဲဖြေရမယ်ဒိတ်တွေလည်းထွက်ပြီနော်အဲ့တော့ဟိုဟာပဲပေါ့နိုဝင်ဘာ29နဲ့30နော်တရက်ပေါ့နော် level 1တွေကတော့ဟိုဟာဖြစ်လိမ့်မယ်နော် level 1တွေကတော့29ရက်နေ့ထင်တာပဲနော်နိုဝင်ဘာ29ပေါ့နော်ဟုတ်တယ်ဗျာတူတို့တခြား level 2တို့ကတော့ဟိုပါပဲပေါ့နော်နိုဝင်ဘာ30ပေါ့နော်ဟုတ်ပြီနော်အဲ့တော့ဆောင်းမွဲဖြည့်မဲ့သူတွေကပို့ပြီးတော့ကျွန်တော်တို့ဟိုကတော့လောက်ရတော့မှာနော်ဝရိယတွေအများကြီးစိုက်ထုတ်ရလိမ့်မယ်နော်ပို့ပြီးတော့မှတရားတွေကိုနော်လေ့လာခွင့်ထိတိခွင့်နေရမယ်ညာနော်အဲ့တော့ဟိုလေဆောင်းမွဲဆိုတဲ့နော်ဒါဘာလို့ဆိုတော့ဆောင်းမွဲကိုဆိုတာကိုကြောက်စရာကြီးလို့တော့မအောင်မင်းနဲ့ပေါ့နော်ကြောက်စရာကြီးလို့တော့မအောင်မင်းနဲ့ကိုယ်ဝရိယတွေနော်ဇွဲတွေနော်လုံလာတွေပို့ပြီးတော့မှအားကောင်းစီမဲ့အရာကြီးပဲဒါတတ်မှတ်ရမှာပေါ့နော်အဲ့တော့ဒီဆောင်းမွဲတစ်ခုကြောင့်ကျွန်တော်တို့ကဘာတွေလုပ်ဖြစ်မှာတော့ဆိုတော့နော်ဟိုဟာတွေလုပ်ဖြစ်မှာလေနော်ဒါစာတွေအများကြီးကိုလေ့လာခွင့်ရမယ်နော်နောက်ကြတော့ဒါမှတ်ခွင့်ရမယ်နော်ဒါအပျော်သဘောနဲ့နော်ပုံမြင်သဘောနဲ့နားထောင်တာမျိုးမဟုတ်တော့ဘူးနော်ဘာလို့ဆိုတော့ကိုယ့်ရဲ့နော်ဒါဘာလို့ဆိုတော့အာဂုံဆောင်ပါ
နော်အာဂုံတွေဆောင်ရမယ်နော်ပါဇက်ထဲမှာနော်အာဂုံဆောင်ရင်းနဲ့ဒါဘယ်ထဲကိုရောက်မအောင်ဆိုတော့ရင်းနှလုံးထဲကိုရောက်နော်အုံနောက်ထဲကိုရောက်ပြီးဆိုရင်ဒါသက်တမ်းတရားလုံးနော်ယူသွားမယ်ဟွာတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဒါဟိုဟိုရယုံတိယုံတော့နဲ့မဟုတ်တော့ဘူးပေါ့နော်ဘာလို့မှဆိုတော့ကျက်ပြီးတော့မှနော်ရေးချတဲ့နေဟာကိုရေးချမယ်နော်ဒါလွတ်ကျက်တဲ့နေဟာကိုလွတ်ချက်မယ်နော်စာမွေးတစ်ခုမှာကရတော့ပါအောင်ဆိုတော့ mass no ဆိုတာရှိတယ် mass no ဆိုတာတိကိုတိရမှာနော်တိကိုတိရမှာဆိုတာဒါဒီအလွတ် by head ပေါ့နော်ဒါနားလည်ရတော့ပိုကောင်းတာပေါ့နားလဲမလဲလဲဒါအလွတ်ကျက်ရမယ့်ဟာတွေကို mass no လို့ခေါ်တယ်နော်ပြီးဆိုရင်ဘာလို့ဆိုတော့နောက်ထပ်တစ်ခုရတော့အဲဆိုတော့ should know ပေါ့တိတဲ့ဟာတွေတိတဲ့ဟာတွေရောက်ဆိုတာတော့ကျက်စရာတော့နော်အလွတ်ကြီးကျက်စရာတော့အာကုန်စောင်းလိုက်လောက်တဲ့ရှိတော့မလိုဘူးသို့မဲ့လို့နားလဲရမယ်သဘောပေါက်ရမယ်ပေါ့နော်ဒီလိုဒီနှစ်ခုလောက်တိပြီဆိုရင်တော့ကျွန်တော်တို့ကဟိုလုပ်လို့ရပြီပေါ့နော်စာမွေးဆိုတာအောင်ပါတယ်နော်အဲ့တော့အဓိကဆရာတော်စစ်တဲ့ရွယ်ချက်ကနော်စာမွေးအောင်ဖို့တွေမအောင်ဖို့တွေနော်ဂုံတုဂုံပြိုင်နဲ့နော်ဂုံတုထွက်လာမထွက်လာဒါတွေကအရေးမကြီးဘူးနော်ဒါတွေကအရေးမကြီးဘူးအဓိကအရေးကြီးတာဒီပါတော့ဆိုတော့အသိဉာဏ်နော်ဒါတွေကိုတိလိုက်ခြင်းအပြင်ကျွန်တော်တို့ဒီဘယ်လောက်ထိအောင်လက်တွေ့ဘဝမှာအသုံးချနိုင်တယ်လဲနော်ပြီးပြီဆိုရင်ဒါတွေကိုတိလိုက်ခြင်းအပြင်ဘယ်လောက်ထိအောင်ကိုငြိမ်းချမ်းအောင်နော်ကိုငြိမ်းချမ်းအောင်ဘယ်လောက်ထိလုပ်နိုင်ပြီလဲကိုယ်စိတ်ကလေးကိုအေးချမ်းအောင်နော်လောဘဒေါသမောဟတွေနော်လောကဓာတ်နေနဲ့ကြုံရင်ဘယ်လောက်ထိအောင်ကောင်းကောင်းမွန်မွန်နေနိုင်ပြီလဲဘယ်လောက်ထိအောင်တည်တည်ငြိမ်ငြိမ်နဲ့ပြဿနာတွေကိုဖြေရှင်းနိုင်ပြီလဲလက်တွေ့ဘဝမှာဘယ်လောက်ထိအောင်ကိုဒီတဲတဲရှူရှူနဲ့နော်အရာလူတွေတဲတဲရှူရှူနဲ့အလုပ်ခွင်ရလူတွေကိုတဲတဲရှူရှူနဲ့ဒေါသမဖြစ်ပဲလောဘတွေမဖြစ်ဘဲနဲ့ဘယ်လောက်ထိအောင်ဆက်ဆက်နိုင်ပြီလဲဆိုတာဒါကိုအဓိကဆက်တာပဲနော်ဆာမွဲဆိုတာကဘာလို့ဆိုခုနပြောတယ် target တစ်ခုပဲနော်ဒါလေးကဘယ်လိုလဲဆိုတော့ကြောက်စိတ်လေးတစ်ခုရှိအောင်လုပ်ပေးလိုက်တာကြောက်စိတ်ဆိုတာကတော့တွန်းအားပေါ့လေပြောချင်တာတော့တွန်းအားစာတွေကိုမရသေးတဲ့စာတွေကိုရအောင်ကြက်မယ်နော်ဒါပုံမြင်လို့နားထောင်တာမဟုတ်တော့ဘဲနဲ့တကယ်နော်ကိုယ့်ရဲ့ရင်ထဲနှလုံးထဲထိအောင်ရအောင်လို့နော်သူကလုပ်ပေးလိုက်တဲ့အရာတစ်ခုပဲဒါကြောင့်မလို့ဒါကိုမူတည်ပြီးတော့ကျွန်တော်တို့ကလေဟိုကလုပ်လို့မရအောင်เนาะဒါစာမွဲကိုမူတည်ပြီးတော့ခဏပြောတယ်เนาะဒေါသကြီးဖြစ်နေကြမလို့ဘူးเนาะဒေါသဆိုတာကတက်ဒေါသကတော့မဖြစ်ပါဘူးเนาะစာမွဲလားဘာလားဆိုပြီးတော့မှရှူရှူတိုင်းနဲ့တော့အော်ဟစ်ဆဲဆိုနေရတော့မရှိဘူးပေါ့เนาะသို့မဲ့လို့ကြာဒေါသတွေเนาะကြာဒေါသဆိုတာကစိတ်ညစ်နေမယ်ဟာဘယ်နည်းတော့ဖြေရတော့မှငါတော့မရသေးဘူးဆိုတော့เนาะစူရိမ်မှုတွေเนาะပြီးရဆိုရင်ဒါစိတ်ပြတ်မှုတွေဟာပါဠိတွေကခလိုက်တာเนาะဘာတွေမှမသိပါဘူးเนาะဖတ်လည်းမဖတ်တတ်ဘူးเนาะယူလည်းမရွတ်တတ်ဘူးเนาะကြက်ဖို့ကဝေးအဲ့လိုတွေလည်းမတွေးနဲ့เนาะဒါဟိုနေ့ကပြောထားတယ်เนาะပါဠိမြင်လိုက်ပြီဆိုတာကဒါဒီကိုဒီကုသကံတွေထူပြီးတော့မှတကယ်เนาะဖျားဟောတဲ့ပါဠိတွေကိုတွေးခွင့်ရတယ်ဖတ်ခွင့်ရတယ်ကြက်ခွင့်ရတယ်ဆိုတာနေတဲ့ကုသိုလ်မဟုတ်ဘူးเนาะဒါတွေကိုမကြက်ခဲလို့မသိခဲလို့ပါဖြစ်နေအောင်ဆိုတော့တန်တရားကြီးမှာနေမွန်းနေခဲ့တာတန်တရားကြီးရှိနေခဲ့တာပေါ့เนาะဒါတွေကိုစပြီးတော့မှထိတွေ့ခွင့်ရတယ်ဆိုတာမြတ်စွာဘုရားနဲ့အတူတူနေခွင့်ရနေတာမြတ်စွာဘုရားဟောတဲ့တရားတွေကိုနာခွင့်ရနေတယ်ဆိုတာနည်းနည်းတော့ကုသိုလ်ကံမဟုတ်ဘူးပေါ့နော်ဒီလိုစိတ်နဲ့နော်ဒါစာကြက်တိုင်းနော်စာရီလောက်တိုင်းစာရီကိုဆွေးနွေးတိုင်းဒီတောမနတစိတ်နဲ့လောက်ကြမယ်နော်တောမနတစိတ်ဆိုတာကပီတိတွေဖြစ်ပြီးတော့မှနော်ဝမ်းမြောက်ဝမ်းသာနဲ့နော်အဲ့လိုတွေဖြစ်နေရမယ်နော်ဟိုမလုံချင်းနဲ့နော်ဆောင်မွေးရှိလို့လုံနေရမယ်ဆိုတဲ့ပုံစံမျိုးမဖြစ်အောင်နော်အဲ့တော့ဟိုဟာနော်နောက်ဆုတ်လို့တော့မရတော့ဘူးနော်အဲ့တော့ရှေ့ပဲဘာလို့ချတော့မအောင်ဆိုတော့တူကြတော့မှာနော်အဲ့တော့ဒါကိုနော်ကဝမ်းမြောက်ဝမ်းသာနဲ့နော်ဒါနော်ဇွဲတန်နဲ့နော်အချိန်လေးတစ်ခုထားပြီးတော့မှဒါလောက်ရမယ်နော်အဲ့တော့မဖြေတဲ့သူရောက်တော့ဘယ်လိုဖြစ်တုံးဆိုတော့ပြန်လာမဖြေဘူးဆိုတော့ကိုယ်စိတ်ကနှင်းလေးပေါ့သွားလိမ့်သိမလားကိုကဘယ်ဒါတွေကိုဘယ်ချိန်မှလုံးဘာဖြစ်တုံးဆိုတော့ရပါတယ်နော်ဒါနောက်လည်းလုံးလို့ရတယ်နော်အဲ့တော့ AC ပေါ်ဆိုတဲ့ပုံစံလေးဖြစ်သွားတာနော်အခုကတော့ AC လို့မရတော့ဘူးလေနော်29ရက်နေ့ကဒါနောက်လည်းဆွဲထားလို့မရတော့ဘူးနော်ရောက်လာတော့မှနော်အဲ့တော့မလုပ်ပါဆိုတော့နော်ဖြေရတော့မယ်နော်အဲ့တော့နောက်ပြန်လှည့်မရမယ်တူတော့ရှိပဲဆက်ပြီးတော့မှဟိုဟာလောက်ရတော့မှာပေါ့နော်ပြေးရတော့မှာပေါ့နော်အဲ့ရောက်တော့ဟိုဟာပေါ့နော်ရှစ်လပိုင်းကုန်ထိအောင်တော့ကျွန်တော်လည်းလီမရှိနေတော့ဘူးနော်ရှစ်လပိုင်းကုန်ရင်တော့ဒါကဒီမေတ္တာတုတ်ကနော်2ချိန်3ချိန်2ချိန်လောက်ဆိုရင်တော့ပြီးပါပြီနော်ဒီနေ့2ချိန်ရယ်နောက်နေ့2ချိန်လောက်ဆိုရင်တော့အပြည့်ပြောပေးလိုက်မယ်ပြီးဆိုရင်နောက်ဆုံးဒေသနာဖြစ်တယ်နော်တမထာနဲ့ဝိပဿနာနော်ဒါကိုလည်းနော်5ချိန်6ချိန်လောက်ပေါ့နော်အဲ့လောက်အချိန်ယူပြီးတော့မှပြောမယ်နော်အဲ့တော့6လပိုင်းကနေစပြီးတော့ဘာတွေလောက်ကြမလို့ဆိုတော့ဟိုဟာတွေလောက်ကြတော့မယ်နော်မိခွန်းနဲ့အဖြီတွေလောက်ကြတော့မယ်နော်အရာကြက်ကြတော့မယ်
ညာနော်အဲ့တော့9လပိုင်း10လပိုင်း2လလုံးကိုတော့ဟိုတော့မှာပေါ့နော်ဒါဟို5ခု105ပါ105ပုံလုံးကိုအမေးနဲ့ဖြည့်ပြီးသွားလိုက်မယ်နော်နောက်ဆုံးတစ်လားကတော့ဒါကိုယ့်ကို set study ဟိုကလောက်ကြမယ်ပေါ့နော်ဒါ revision တွေပြန်ကြမယ်ပြန်ပြီးတော့မှကြက်ထားတဲ့ဟာတွေကိုပြန်နှွှေးကြမယ်ပေါ့ညာနော်အဲ့17လပိုင်းကတော့ကိုယ့်ကိုအဲ့လိုလောက်ရမှာပေါ့နော်အဲ့တော့9လပိုင်း10လပိုင်းတော့ question နဲ့ answer တွေနဲ့နော်အတူတူကြက်ဆရာရှိရကြက်သွားမယ်နော်အဲ့လိုတွေလေ့ကျင့်သွားမယ်ပေါ့နော်ရရင်နော် ဟုတ်ကဲ့ ဟုတ်ဆရာ နော်ဟုတ်ပါပြီနော်အဲ့တော့မဖြေတဲ့သူတွေကလည်းလာပြီးတော့ဟိုကလုပ်လို့ရရင်နော်နားထောင်လို့ရရင်နော်အဲ့တော့ဖြေမဲ့သူတွေကတော့ဒါကိုယ်တိုင်တွေ့ကြုံခံစားရမှာဆိုတော့ဒါဟိုကလောက်အောင်ပါပေါ့နော်အများကြီးအားဒီ site ထုတ်ပြီးတော့မှအများကြီးလုပ်ဖို့လိုတယ်ဆိုတာကိုပြောချင်တာနော်လုပ်တဲ့အခါတိုင်းလဲကျွန်တော်တို့ကနော်ဟိုကဖြစ်ရမယ်နော်3မိနစ်ဖြစ်ရမယ်နော်3မိနစ်ဆိုတာနော်လှိုက်လိုက်လဲနဲ့နော်ဘာဖြစ်တောင်ဆိုရင်ထဲကပျော်ပြီးတော့မှအဲ့လိုလုပ်ရမယ်နော်ဟိုစိတ်ညစ်တဲ့ပုံစံအနေနဲ့လုပ်တယ်ဆိုရင်ဒါကုသိုလ်လုပ်ရင်းနဲ့ဘာဖြစ်နေအောင်ဆိုတော့အကုသိုလ်တွေဝင်နှောက်နေတာနော်အဲ့တော့ဒီအကုသိုလ်တွေကဒေါသစိတ်တွေကိုဖယ်ရှားပြီးတော့မှငါတက်နိုင်သလောက်နော်ဆောင်ွဲဖြစ်ရတယ်ဆိုတဲ့ရည်ရွယ်ချက်ကဆရာတော်ကြီးကိုပူဇော်ဖို့ဒီကမြတ်စွာဘုရားကိုနော်ဓမ္မနော်ဒါမြတ်စွာဘုရားပြောတဲ့ဓမ္မပူဇာနဲ့ဘာလို့ဆိုတော့အာမိတပူဇာဆိုပြီးတော့2မျိုးရှိတယ်အာမိတပူဇာဆိုတာဘာနဲ့ပူဇော်အောင်ဆိုတော့ပန်းတို့ရေချမ်းတို့စီမီတို့နော်ဒါဘာလို့ဆိုတော့ဒါအသုံးဆောင်ပစ္စည်းတွေပေါ့နော်ဒါစွန်းနေနော်ကိုနေနေအချိုးပွဲတွေနော်ပြီးဆိုခုနပြောတဲ့ပန်းရေချမ်းစီမီဒိုင်းနဲ့ပူဇော်တာကိုဘာလို့ခေါ်အောင်ဆိုတော့အာမိတပူဇာလို့ခေါ်တယ်နော်ဒါအာမိတပူဇာသည်ဒါလူတိုင်းလုပ်နိုင်တဲ့အလုပ်နော်ကိုယ်တိုင်းတတ္တတရားရှိရင်ရှိတယ်လို့ပါလို့ဆိုတော့ကောင်းကောင်းမွန်မွန်လုပ်နိုင်တဲ့အလုပ်နော်အဲ့တော့အဲ့ထက်မြတ်တဲ့ပူဇာသည်ဘာလို့ဆိုတော့ဓမ္မပူဇာမြတ်စွာဘုရားကိုဗာနဲ့ပူဇော်နေအောင်ဆိုတော့ဓမ္မနဲ့ပူဇော်နေတာမြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုတပည့်တော်တို့ဒီဒါဘာလို့လဲဆိုတော့လိုက်နာမယ်ကျင့်သုံးမယ်အရင်ဆုံးကတော့ဘာလို့မှဆိုတော့ဖတ်ရှုမယ်နော်ဖတ်ရှုပြီးတော့မှလေ့လာမယ်လိုက်စားမယ်နောက်ပြန်ဆိုရင်ဆွေးနွေးမယ်နော်တကယ်ဆိုရင်ဘာလို့မှဆိုတော့မှတ်မယ်ကြက်မယ်နော်အဲ့လိုဟာတွေလုပ်ပြီးတော့မှနောက်ဆုံးလိုက်နာကျင့်သုံးမယ်ဆိုတာဒါမြတ်စွာဘုရားကိုဘာနဲ့ပူဇော်နေအောင်ဆိုတော့ဓမ္မနဲ့ပူဇော်နေတာနော်နည်းနည်းနော်ကုသိုလ်မဟုတ်ဘူးအာမိတပူဇာထက်အများကြီးမြတ်တယ်ကျောင်းညနော်ကျောင်းအဆောင်တရားဆောက်ထူတာနော်ပြီးရဆိုရင်သင်္ကန်းနေကတ်တာစွန်းနေကတ်တာဒါတွေမလုပ်အောင်မဟုတ်လုပ်ကိုလုပ်ရမှာလေနော်ဒါတွေလုပ်တာထက်ဘာလို့ဆိုတော့ဓမ္မနဲ့နော်မြတ်စွာဘုရားကိုနော်တကယ်အမြင့်မြတ်ဆုံးပူဇော်တာဒီဘာနဲ့ပူဇော်အောင်ဆိုတော့ဓမ္မပူဇာနော်ဓမ္မနဲ့ပူဇော်နေတာဖရာနော်ဖရာဟောခဲ့တဲ့တရားတော်တွေကိုကိုယ်တိုင်မလုပ်နေအောင်ဆိုတော့ကြက်နေတယ်မှတ်နေတယ်ဆိုတာဒါသာသနာပြုရလဲရောက်တယ်လို့နော်ဓမ္မနဲ့ပူဇော်နေတာလည်းရောက်တယ်ဒါကြောင့်မလို့စာမွေးဖြည့်တယ်လို့မအောင်မေးနဲ့နော်ဓမ္မနဲ့ပူဇော်နေတယ်နော်ဆရာတော်ကြီးကိုအကျုပ်ဆရာတော်ကြီးကိုလည်းဓမ္မနဲ့ပူဇော်နေတယ်နော်ဆရာတော်ကြီးကိုသွားဖူးပြီးတော့မှဟိုကလှူအပ်မှပူဇော်တာမဟုတ်ဘူးနော်ဒါကျွန်တော်တို့ဒီဓမ္မနဲ့နော်သူပြောတဲ့အတိုင်းဒါတွေကိုလုပ်မယ်လိုက်နာမယ်ဆိုရင်ဒါဓမ္မနဲ့ပူဇော်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့နော်ဒါထိထိရောက်ရောက်ကြည့်နော်ကောင်းကောင်းမွန်မွန်ဓမ္မနဲ့ပူဇော်ကြမယ်ပေါ့နော်စာမွဲကိုနော်အများကြီးနော်ဖြေနိုင်ခြင်းအဖြစ်အများကြီးကြက်မှတ်ခြင်းအဖြစ်ဓမ္မနဲ့ပူဇော်ကြမယ်နော်โอเคဟုတ်ပါပြီအဲ့တော့နောက်ထပ်သွားလိုက်မယ်နော်ဟုတ်ကဲ့ပါဆရာဟုတ်ကဲ့ဟုတ်ပြီအဲ့တော့နောက်ထပ်ဂါထာလေးတစ်ပုဒ်ကဘာလဲဆိုတော့မေတ္တာထားပုံထားနည်းပေါ့နော်မြတ်စွာဘုရားကနောက်ထပ်ဂါထာကဘာဟောတုံးဆိုတော့ရောက်တော့တဲ့နော်မာတာယထံနိယံဗုဒ္ဓမာယုတံဧကဗုဒ္ဓမနုရခေနော်ဒါလေးကလည်းရကောင်းတယ်မြတ်စွာဘုရားသည်တဲ့နော်တတ္တဝါတွေပေါ်မှာခုနပြောတယ်နော်ဟာရေအောင်မှာရှိတဲ့တတ္တဝါတွေရောမြေကြီးမှာရှိတဲ့တတ္တဝါတွေရောနော်ခုနတတ္တထာဝရနော်ပြီးဆိုရင်ဒါအများကြီးပဲနော်ဒိဋ္ဌနော်အဒိဋ္ဌနော်အဲ့လိုနီးနေဝေးနေနော်ရှေတိုလက်ကြီးငယ်လက်ဒီလိုပုံကိုတတ္တဝါတွေကိုမေတ္တာဘယ်လိုထားမလဲဆိုတော့တဲ့မာတာယထံနိယံဗုဒ္ဓမာတာဆိုတာကမာတာမိခင်ကိုပြောတာအမေပေါ့နော်အမေကနေပြီးတော့မာတဲ့နိယံဗုဒ္ဓဆိုတာတူရီတော်သားကိုပြောချင်တာနော်သားတွေသမီးတွေအများကြီး10ယောက်15ယောက်လောက်မွေးထားရင်ဟိုလူချေရမှာလို့ဒီတူချေရမှာလို့နဲ့အများကြီးပါဖြစ်နေမှာဆိုတော့မေတ္တာတွေကိုခွဲဝေနေရအောင်မှာအဲ့လိုမဟုတ်ဘူးတဲ့နော်အမေကနော်သားသမီးနော်တူရီတော်သားကိုမွေးထားတာအဲ့သားကိုမလုပ်တော့ဆိုတော့အမေဒီတဲ့ရခဆိုတာစောင့်ရှောက်တာကိုပြောတာနော်ရခဆိုတာစောင့်ရှောက်တာပြောနေတာတော့နော်ဒီသားတူရီတော်သားကိုဗာခဲ့အောင်ဆိုတော့မိခင်သည်အသက်ပေးပြီးတော့မှနော်ဒါနော်မာယုတန်ဆိုတာကတော့အသက်ပေးတာကိုပြောချင်တာပေါ့နော်အာယုလေအာယုဆိုတာအသက်ကိုပြောတာမာယုဆိုတာအတူတူပါပဲနော်ဒါမာယုတဧကဗုဒ္ဓမနုရခေဆိုတာကအသက်ပေးပြီးတော့မှစောင့်ရှောက်တယ်လို့ရဲ့တဲ့နော်ဒါနော်တူရီတော်သားရှိတဲ့မိခင်သည်ထိုသားကိုဗာတော့ဆိုနော်အသက်ပေးပြီးတော့မှစောင့်ရှောက်တယ်လို့ပဲကျွန်တော်တို့ဒီမေတ္တာထားမယ်ဆိုရင်အဲ့လောက်ထိအောင်ကိုထားနိုင်ရမှာတဲ့နော်တကယ်တော့ဒါပါအောင်ဆိုမလွယ်တဲ့ကိစ္စလေးစဉ်းစားကြည့်မယ်ဆိုရင်
အမေကသားသမီးကိုထားတဲ့မေတ္တာလိုပဲတတ္တဝါတွေပေါ်မှာထားရမယ်တဲ့နော်အဲ့တော့ဒါဒီဒါထားဖို့ထားနည်းကိုပြောချင်တယ်ညာနော်အဲ့တော့နောက်ထီအောင်ဘာလို့အောင်ဆိုတော့မေတ္တာကိုထားရရမယ်တဲ့နော်ဒါနံပါတ်1ကတော့ကိုကိုနော်နံပါတ်1ကတော့ကိုရင်ထားရမယ်ပြီးပြီဆိုရင်တော့ဘာလို့အောင်ဆိုတော့နော်ကိုနဲ့ချစ်ခင်တဲ့နော်ချစ်ခင်တဲ့ယဉ်နေတဲ့သူပုံကိုယ်တွေကိုဒါမေတ္တာထားရမယ်နော်ပြီးပြီဆိုရင်တော့ဘာလို့အောင်ဆိုတော့ကိုနဲ့နော်တာမန်ပုံကိုယ်တွေကိုထားရမယ်နောက်ဆုံးဘသူကိုထားရမလို့ဆိုတော့ရန်သူနော်ကိုနဲ့မတည့်တဲ့သူတွေကိုတောင်မှဒီလောက်ထီအောင်ထားရမယ်လို့ပြောချင်တာနော်ဒါအမေကနေသားသမီးပေါ်မှာထားတဲ့မေတ္တာလိုပဲเนาะဒါဘာလို့အောင်ဆိုတော့ထားရမယ်ဆိုတာကိုပြောချင်တာပေါ့เนาะမာနတန်ဘာဝတွေအပရိမဏံဆိုတာလည်းဒါကိုပြောချင်တာเนาะမာနတန်เนาะနောက်တစ်ခုကမာနတန်ဘာဝကြီးအပရိမဏံအပရိမာဏဆိုတာဘာကိုပြောနေတာဆိုတော့အတိုင်းအတာမရှိတာကိုပြောချင်တာအပရိမာဏံဆိုတာလေသူကအတိုင်းအတာရှိတယ်အတိုင်းအတာရှိတယ်ဆိုတာဘာကိုပြောနေတာဆိုတော့ခွဲခြားဆက်ဆံမှုရှိတယ်ဆိုတာကိုပြောတာအတိုင်းအတာပမာဏထားပါတော့အတိုင်းအတာပမာဏဆိုတာကကိုထားမဲ့မေတ္တာသည်ဒါပါအောင်ဆိုတော့တီးတိမ်နေပေါ့နော်မေတ္တာသည်တီးတိမ်နေငါနဲ့တဲတဲ့သူတွေကိုပဲငါမေတ္တာထားမယ်နော်ငါနဲ့မတဲတဲ့သူတွေကတော့မေတ္တာပို့နေကြအကြောင်းမရှိဘူးပေါ့နော်အဲ့ဒါဆိုရင်ဒါဘာဖြစ်သွားအောင်ဆိုတော့ကန့်သက်ချက်တွေရှိသွားတာလေအတိုင်းအတာတစ်ခုထားတယ်ကန့်သက်ချက်တွေရှိသွားတယ်ဆိုတာကဒါအတိုင်းအတာရှိတဲ့မေတ္တာအပိုင်းခြားရှိတဲ့မေတ္တာဖြစ်သွားတာအခုကအဲ့လိုမလုပ်ရဘူးတဲ့နော်သူကမာနတန်ဘာဝတွေဆိုတာခုနကပြောခဲ့တဲ့နော်မိခင်ဒီသားသမီးပေါ်မှာထားတဲ့မေတ္တာလိုပဲကိုယ့်ရဲ့မေတ္တာလီဟုတ်ဆိုတော့အပိုင်းခြားမရှိရဘူးကိုနဲ့မုန်းတဲ့သူတွေကိုတော့ဒီလောက်ပဲထားမယ်ကိုချစ်တဲ့သူတွေကိုခင်တဲ့သူတွေကိုမိတ်ဆွေတွေကိုတော့အများကြီးပို့ပေးလိုက်မယ်ဟိုမကောင်းတဲ့သူတွေကိုတော့နော်မေတ္တာကိုနည်းနည်းပဲပေးလိုက်မယ်အဲ့ဒါဆိုရင်ဒါဘာဖြစ်သွားပြီလဲဆိုတော့အပိုင်းခြားဖြစ်သွားပြီနော်ကန့်သက်ချက်တွေရှိသွားပြီအဲ့လိုမလုပ်ရဘူးတဲ့မေတ္တာထားရဆိုရဲဆိုတာအတိုင်းအတာကန့်သက်မရှိနိုင်လောက်အောင်ကိုဘာလုပ်ရမှာလဲဆိုတော့မေတ္တာထားရမှာပါတဲ့နော်အဲ့တော့ဘာဝရည်နော်ဘာဝရည်ဆိုတာကရတော့ဘာကိုပြောလဲဆိုတော့ဘာဝနာကိုပြောချင်တာနော်ဒီဘာဝနာဆိုတဲ့စကားလုံးကြီးကတက်ကကြားဘူးတယ်နော်ဒါတိလာတမာရီsorry နော်ဘာလို့ဆိုတော့ဒါနသီလဘာဝနာနော်အဲဆိုဒါနထက်သီလသည်ပိုမြတ်တယ်သီလထက်ဘာလို့ဆိုတော့ဘာဝနာသည်ပိုမြတ်တယ်ဘာဝနာဆိုတာကဘာကိုပြောချင်တာလဲဆိုတော့စိတ်ရဲ့လို့နော်ဘာဝနာသည်စိတ်ရဲ့လို့နော်စိတ်လို့ဖြစ်တဲ့အတွက်ကြောင့်မလို့သူသည်တစ်ခါနှစ်ခါနဲ့မရဘူးနော်တစ်ချိန်နှစ်ချိန်နဲ့မရဘူးဘာလို့ဆိုတော့ repetition ထပ်ခါကိုမှဘာလုပ်နေအောင်ဆိုတော့ပွားများနေရမယ်အလုပ်ဆိုတာကိုသိရမယ်နော်ဘာဝရေးဆိုတာကဘာဝနာဖြစ်တဲ့ထီအောင်ကိုဒါမေတ္တာတတ္တဝါတွေအပေါ်မှာနော်ကိုချစ်တဲ့သူပဲဖြစ်ဖြစ်မုန်းတဲ့သူပဲဖြစ်ဖြစ်နော်အလဲလဲပုံကိုပဲဖြစ်ဖြစ်နော်အဲ့လိုလူတွေပေါ်မှာအပိုင်းခြားအကန့်အသတ်မရှိအောင်ထားနိုင်တဲ့မေတ္တာမျိုးကိုတိဆောက်ရမယ်တဲ့ဒါမှသာလင်ဒါဘာဖြစ်တာအောင်ဆိုတော့မေတ္တာတွေအောင်နိုင်ပြီးတော့မှเนาะဒါမေတ္တာအစွမ်းเนาะမေတ္တာရဲ့အကျိုးတွေကိုဒီချိန်ရောက်မှရမှာညာเนาะအဲ့လိုမဟုတ်ဘဲနဲ့ဒီတိုင်းရွတ်နေုံနဲ့ရှေ့မှာပြောခဲ့တဲ့မေတ္တာအကျိုး7မျိုးဆိုတာကရလာမှာမဟုတ်ဘူးเนาะဒီမေတ္တာတွေကိုအောင်နိုင်သွားပြီမေတ္တာတွေကိုကန့်သတ်မရှိအောင်ထားနိုင်ပြီဆိုရင်တော့เนาะရှေ့ကပြောတဲ့အကျိုးတွေဆိုတာကเนาะတေလင်ပြန်မှာဖြစ်တတ်စွာအဲ့လိုပေါ့เนาะဒါเนาะတေဆုံးမတွေ့တေတယ်ဆိုရင်လည်းမတွေ့မနေတေဆုံးမယ်တေဆုံးပြီးဆိုရင်လည်းပြန်မှာပြီးတိုင်အောင်ရောက်တတ်တဲ့တရားတွေဆိုတာကဒီမေတ္တာတွေကိုကန့်သတ်ချက်မရှိအောင်ပွားမှတာနေတာဘာဖြစ်မှာအောင်ဆိုတော့ရမယ်ဆိုတာကိုသိအောင်ရရနော်ဟုတ်ပါစေရရနော်အဲ့ဆိုဟုတ်ပြီနော်အဲ့တော့116လေးကိုပါအောင်နော်ပူဇော်ပါအောင်ဒေါ်တီလာရှိလိုက်ဒေါ်တီလာမိုက်လေးဖွင့်ပါအောင်ညာရပိတ်လာတော့ညာရညာဟုတ်ပြီအဲ့116ကမျက်နှာလုံးပူဇော်ပေးပါအောင်နော်ဟုတ်ရသပိသာကတဘာဝကိုလူတွေဒါနဲ့ဟောပြတယ်တဲ့မတာယတနိယပုဒ္ဒမာရုတာဧကပုဒ္ဒမနုရိုက်ဧဝပိတပ္ပနေတုမာနတာဘာဝရေအပရိမန္နာမေတ္တာစိတ်ရဲ့သဘောကိုနားလည်အောင်ဘုရားကနှက်ပြီးဟောတယ်တဲ့သားသမီးတယောက်နဲ့တွန်းကားထားတဲ့မိခင်ဟာတို့သားသမီးကိုအသက်ပေးပြီးတောက်ပြောက်သလိုသူသိရင်သိပါစေတဲ့ငါသားသမီးကိုမသိပါစေတဲ့ဆိုတဲ့စိတ်ဓာတ်မျိုးမွေးတယ်ပေါ့တဲ့အဲ့ဒါကိုတဲ့အသက်ပေးပြီးတော့တောက်ပြောက်တယ်လို့ပြောတာတော့တဲ့အဲ့ဒီလိုတဲ့ကလေးပေါ်ထားတဲ့မိခင်ရဲ့မေတ္တာဟာဘလောက်ကြီးမားတယ်လဲတဲ့အဲ့ဒီမိခင်ရဲ့မေတ္တာလိုပဲတတ္တဝါပေါ်မှာမေတ္တာထားနိုင်အောင်ညှိုးစားပါတဲ့
မာနတာပါဝရီအပရိမန္တအတိုင်းတန်အကသမတိတဲ့မေတ္တာမျိုးကိုတတ္တဝါတွေအားလုံးပေါ်မှာဖြစ်အောင်လုပ်ပါတဲ့ဘာဝရီဆိုတာဖြစ်အောင်လုပ်ပါတိုးပွားအောင်လုပ်ပါလို့ပြောတာတဲ့သက်ပါမလားဗျာ ရတယ်ပြီနော်အဲ့လောက်ထိပဲပေါ့နော်ရမယ်နော်အဲ့ရောက်တော့ ဟုတ်ကဲ့ ရရင်နော်အဲ့တော့ဒီကာလာလေးကဒီမှာပဲပြီးတယ်ပေါ့နော်အဲ့တော့ဘယ်လိုမေတ္တာထားမလဲဆိုတဲ့ပုံစံကိုဥပမာပေးပြီးတော့မှပြောသွားတယ်နော်ပြီးပြီဆိုရင်ဘာဝါယီပေါ့နော်ဘာဝါယီဆိုတာဘာဝနာလုပ်ငန်းဖြစ်တဲ့မေတ္တာဘာဝနာဒီလုပ်ငန်းဖြစ်တဲ့အတွက်ကြောင့်မို့လို့အဖန်ဖန်တလဲလဲအကျိန်ဖန်များစွာပွားမယ်ဆိုတဲ့ဟာကိုပြောချင်တာပေါ့ညရင်နော်အဲ့တော့ဒါလေးကဒီလောက်နဲ့တည်းပြီးပြီပေါ့နော်အဲ့တော့နည်းနည်းလေးဟွာလေးမြည်ကြည့်လိုက်ပါဦးမယ်အဲ့တော့ဒေါ်မျိုးမျိုးရှိလာရင်ပြောကြည့်ပါဟုတ်ဆရာအဲ့တော့ဒီလိုမေတ္တာထားနိုင်ဖို့ဆိုတာကလေဘယ်လိုသဘောရလဲလွယ်ပါမလားနော်မာတာယထံဆိုတော့အခုပြောတဲ့သားသမီးတူဦးတဲ့ထွန်းကားတဲ့မိခင်ကိုပေါ်မှာနော်သားသမီးထွန်းကားတဲ့မိခင်ကသူ့သားသမီးပေါ်မှာပဲဒီလိုထားရဲဆိုတာဒီလောကလုံးဒီလိုထားဖို့ဆိုတာကဒါလေအရန်ကြီးကိုဘယ်လိုပြောမလို့အတိတရားဝုဒ္ဓပေါ့နော်အရန်ကြီးအဲ့လိုမျိုးဖြစ်နေသလားဒါမှမဟုတ်ဆိုတဲ့ဘယ်လိုသဘောရလဲနော်အားလေးတစ်ချက်လောက်လေးဆွေးနွေးကြည့်ပါလွယ်တော့မလွယ်ဘူးပေါ့ဆရာဒါပေမဲ့တဖြည်းဖြည်းလေ့ကျင့်ယူရမှာပေါ့လေ့ကျင့်ဖက်များရင်တော့ဖြစ်နိုင်ပါတယ်ဆရာဟုတ်နော်အဲ့တော့ဒါကမြတ်စွာဘုရားဟောတဲ့ဟာတွေဒီလေဒါလေးနည်းနည်းလေးဆက်မိလို့လေးပြောဦးမယ်ပေါ့နော်နည်းနည်းလို့ပြောမယ်ဆိုတော့တချို့အရာတော့ဟာတိတ္တယဝုဒ္ဓိပေါ့နော်ကျွန်တော်တို့နော်ဒါမြန်မာစာမှာလင်္ကာတွေသင်ရတယ်လေအဲ့မှာအတိတ္တယဝုဒ္ဓိဆိုတာကနော်မဖြစ်နိုင်တာကိုဘာဖြစ်တာလဲဆိုတော့ပုံကြီးချဲ့ပြီးတော့မှအများကြီးဘာလို့ကြောင်ဆိုတော့ချဲ့ကားပြီးတော့မှနော်ဒါတင်စားတာကိုအတိတ္တယဝုဒ္ဓိလို့ခေါ်တာပေါ့နော်အဲ့တော့ပြောနေတာတော့လေဟိုလိုပေါ့ဘယ်လိုပြောမှာဆိုတော့အတိတ္တယဝုဒ္ဓိဆိုတာအရန်ဟောမှာချဲ့ကားပြီးတော့မှပြောတဲ့ဟာကိုပြောချင်တာပေါ့နော်အဲ့တော့မြတ်စွာဘုရားရဲ့တရားတော်တွေကတကယ်တော့နော်ဟုတ်ဟိုလေစဉ်းစားကြည့်မယ်ဆိုရင်လေတချို့ဥပမာတွေတို့တချို့ဟွာတွေတို့ကလေဟိုအတိတ်တရားဝုဒ္ဓဆန်ဆန်ပေါ့နော်မဖြစ်နိုင်တာကြီးကိုဖြစ်နိုင်တယ်ဆိုတဲ့ပုံစံကြီးဟောတာလို့ဆိုတော့အရင်ကလေကျွန်တော်အဲ့လိုထင်တာပေါ့နော်အဲ့လိုထင်ခဲ့မိတာပေါ့နော်ထင်ခဲ့မိတာဆိုဘယ်လိုဟာတော့ဆိုတော့ဟွာလေဟွာကိုစဉ်းစားကြည့်လိုက်ဘာတော့အဲ့တော့ဒီစိတ်ကလယူကတုတ်ဆိုတာရှိတယ်ဒါဘာလို့ဆိုတော့เนาะဒါတိရစ္ဆာန်เนาะအပယ်လေးပုံကိုရောက်ပြီးတဲ့တတ္တဝါတွေရားတဲ့เนาะဒါလူပြည်เนาะကောင်းတဲ့ဘုံတွေကိုရောက်ဖို့လူပြည်တို့နတ်ပြည်မြမပြည်တို့ရောက်ဖို့ဆိုတာကတဲ့ဘယ်လောက်ထိအောင်ခဲရင်လို့ဆိုတော့ဒါလက်ကမ်းကြီးဥပမာလေဟုတ်တယ်မလားဒီနော်ဒါပင်လေသမုဒ္ဒရာထက်မှာဘာလို့ဆိုတော့ထပိုးလုံးကြီးမျောနေတယ်အဲ့ထပိုးမှာဘာလို့ဆိုတော့အလဲမှာအပေါက်ကြီးတစ်ပေါက်ရှိတယ်အဲ့အပေါက်နဲ့နော်လိတ်ကန်ကြီးနော်လိတ်ကလည်းရိုးရိုးမဟုတ်ဘူးမျက်စိကန်နေတဲ့လိတ်ကြီးအဲ့လိတ်ကလည်းရေပေါ်တောက်လျှောက်ပေါ်နေတဲ့လိတ်မဟုတ်ဘူးအနှစ်တရာနေမှဘာလို့ဆိုတော့တခါဘာလို့ဆိုတော့အသက်လာရှူတာရေမျက်နှာပြင်ပေါ်အဲ့လိတ်ကန်ကြီးရဲ့ခေါင်းနဲ့ခုနပြောတဲ့မျောချင်းကမျောပြီးတော့မှနော်လွင့်နေပါနေတဲ့ထပိုးလုံးကြီးရဲ့အပေါက်နဲ့စွတ်မိဖို့ကဘာဖြစ်မှာဆိုတော့ခဲရင်းနေတဲ့နော်ခေဟိုဟာဖြစ်နိုင်သေးတယ်တဲ့နော်အဲ့ဒါဖြစ်နိုင်သေးတယ်ခုနပြောတဲ့နော်အပယ်လေးပုံမှာရှိတဲ့တတ္တဝါတွေကဒီဟိုဟာကိုနော်လာပြီးတော့မှနော်ဒီကောင်းတဲ့ပုံကိုရောက်ဖို့ဆိုတာကအဲ့ထက်ကိုမှဘာဖြစ်သေးအောင်ဆိုတော့ခင်းရင်သေးတယ်တဲ့နော်ဟုတ်ပါပြီနော်အဲ့တော့10မိနစ်ပဲကျန်တော့ကျွန်တော်နောက် session မှာပြန်ပြောတော့မယ်နော်ဝင်ခဲ့ပြီပါဟုတ်ပါဆရာဟုတ်ကဲ့